မင်းကြီးကစာရင်းဖြေနေတဲ့ပုံပဲနော် BCD EFG HIGK ရတာမဟုတ်ဘူး ဆောင်းမစမဲစာရအပ်တို့ရစာအပ်မှာလဲလက်စင်တွေအများကြီးဖြစ်နေပြီဆိုတော့တို့ရဲ့ level test ဘယ်လောက်ရှိလဲဆိုတာဆောင်းမစမဲဟုတ်ပြီနော်ခိုးမချကြတဲ့နှစ်ယောက်လုံးကြော်ကြော်ကြီးဒီမှာမေကွန်းဆိုင်ရွက်ဇီးရတယ်မှာတယောက်ကိုအဖြေစာရွက်2ရွက်စီပေးမယ်လူထပ်တောင်းနော်လောက်တခြားလောက် Oh so easy for me ဆရာမလည်းဘာလို့အဲ့လောက်လွယ်တဲ့ဟာတွေကိုဖြေခိုင်းလည်းမသိဘူး ဆမ ဟဲ့ ကျော်ကြီးတားစီကလာခိုးချနေ ကျော်ကြီးနေဘာလို့သူများဆရာခိုးချလဲကိုယ့်ဘာကိုလှုပ်လေ ချောက်ကိုဆမဘောမလဲရှာနေ ဘောပင်ကအဲ့မှာခိုးချဖို့ပဲအားနေဒီကုန်းလေးရတွေ့ပါ ဟေ့ဟွာလေအတေးပြီးပတ်စလာပတ်စပြီးအတေးလား ဆမ ဟေး တောက်ဘိုင်လာနေနေမလို့ကျော်ကြီး ဘာမေးလို့လဲ အတစ်ပြင်ပတ်စစ်လာပတ်စစ်ပြင်အတစ်လာတယ်ဆမ ကျော်ကြီး ဟမ် နေအတစ်ပြီးရင်ပတ်စစ်လားပတ်စစ်ပြီးရင်အတစ်လားမသိလားနေစာအပ်မှာတင်တာဘယ်လောက်ကြာပြီနင်သိရပါရှိဖုန်ချောင်ဖို့ပဲသိတယ် ဘာမှမဟုတ်ပါဘူးလည်းမေးကြည့်အောင်ဆရာမ လောက်သေးချာ ဆမစားရတဲ့လား ဟောအေးရစီရတော်တယ်လောက်လောက် ဆမစားရတဲ့ထပ်ပြပါ အော်နောက်တစ်ရက်စီရတော်လိုက်တာတရားရအောင်ဖြေအောင်ဝင်နေတူရဲ့ ဆမအော်တခါ2ရက်လောက်ပေးပါလား ဒီရက်ဒီမှာဗော ဆမစားရလေးတစ်ရက်လောက်ပေးပါလား အော် မတောင်းနဲ့တော့ငါဆရာယူမနဲတော့ပို့နေတာရော့မပြင်းတော့ဆရာမသားပဲပြလိုက်တော့မယ် အော်အေး မင်းကြီးကစာရင်းဖြေနေတဲ့ပုံပဲနော် ကျော်ကြီးအဲ့ဒါဆိုနေမဖြေတော့ဘူးလား ပြေတော့ရမှမရတာ အော်